အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ GG Motion ဆိုရပါဒီနေ့ tutorial ဗီဒီယိုမှာကျွန်တော်တော့ဒီ design ကို Photoshop မှာ upload လုပ်အောင်မယ်ဆိုတော့ကျွန်တော်အစအဆုံးလုပ်ပြသွားမှာဖြစ်ပါတယ်ဒီ tutorial ဗီဒီယိုက beginner tutorial ဗီဒီယိုဖြစ်တဲ့အတွက်အားလုံးတွေလည်း group လိုက်လို့ရမှာပါဒီဗီဒီယိုကကိုယ်အတွက်အထောက်အကူဖြစ်တဲ့ဆိုရင်ကိုယ်ကတခြားလူတွေလည်းသိလို့ရအောင် share ပေးပါ Okay ကျွန်တော်တို့စလိုက်အောင် Photoshop ဖွင့်ပြသွားပြီဆိုရင်ကျွန်တော်တို့ပထမဆုံး document အသစ်လုပ်မယ် document အသစ်လုပ်ဖို့အတွက်ဒီဘက်ပေါ်တော့မှာ file ကိုနှိပ်ပါ file ကိုနှိပ်ပြီးတော့ new ကိုနှိပ်ပါ new နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီ document window new document window ကြာလာမယ်ဒီဘက်မှာကိုယ်ကြိုက်တဲ့ size ကိုထည့်လို့ရပါတယ်ကျွန်တော်ကတော့1024 by 1024 ထည့်ပါမယ်ဒါတော့ကိုလုံးမဲ့ပုံ size ကိုထည့်လို့ရပါတော့။ resolution ကိုကြောက်ကျွန်တော်300ထည့်ထားတယ်300 pixel per inch color mode ကို RGB ပဲထားတယ်8 bit ထားတာပါတယ်။ကျန်တဲ့ဟာတွေဒီတိုင်းပဲထားပါတယ်ကျွန်တော်ဘာမှမပြောင်းဘူး။ create နေမယ် create နေပြီးဆိုရင်ဒါကျွန်တော်တို့ရဲ့ document ရပါပြီ။ရပြီဆိုရင်ကျွန်တော်တို့အရင်ဆုံးသုံးမဲ့ပုံတွေထည့်ပါမယ်။ထည့်ဖို့အတွက်ကျွန်တော် file ကိုနှိပ်ပြီးရင် place amendment ကိုနှိပ်ပါ place amendment ကိုနှိပ်ပြီးရင်ကျွန်တော်တို့သုံးဖို့ save ထားတဲ့ပုံတွေကိုတွားရှာမယ်။သုံးမဲ့ပုံ select လုပ်သွားပြီဆိုရင်တယောက်က paste ကိုနှိပ်ပါနှိပ်လိုက်ပြီးဆိုရင်ဒါကျွန်တော်တို့ရဲ့ပုံရပါပြီကျွန်တော်ဒါကို resize ပြန်လုပ်မယ်ကျွန်တော်အခုသုံးနေတဲ့ပုံက PNG ပုံပါ PNG ပုံဆိုတော့ကျွန်တော် background remove လုပ်ပြရမလို့တကယ်လို့ကိုယ့်ရဲ့ပုံက background ရှိနေမယ်ဆိုရင်ကိုယ် pen tool နဲ့ပဲဖြစ်ဖြစ်ဒါမဟုတ်ကိုကဒီ object selection tool သုံးလို့ရတဲ့ version ဆိုရင်ကျွန်တော် object selection tool နဲ့ဒီလိုမျိုး select လုပ်ပြီးတော့ background remove လုပ်လို့ရပါတယ်နော်Okay ကျွန်တော်တို့ရဲ့ပုံရပြီဆိုရင်ကျွန်တော်အရင်ဆုံး background လုပ်မယ်နော် background လုပ်ဖို့အတွက်ဒီ original ပါတဲ့ background အဖြူကိုကျွန်တော်ဆန္ဒက lock ဖြည့်လိုက်တယ် lock ဖြည့်သွားပြီဆိုရင် double click ထောက်ပါထောက်ပြီးသွားပြီဆိုရင် gradient overlay ကိုတွားမယ်တွားသွားပြီဆိုရင်ဒီမှာကျွန်တော်gradient ပြောင်းပါမယ်ပြောင်းဖို့အတွက် gradient overlay ကိုနေဒီဘေးနာ gradient ကိုနေပါနေလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအရောင်တွေပြောင်းလို့ရပါတယ်ကိုလိုချင်တဲ့အကြောင်းပြောင်းသွားပြီဆိုရင် okay နေပါနေပြီးသွားပြီဆိုတော့ဒီ gradient ကိုပြောင်းလို့ရပါတယ်နော် gradient ဒီမှာ direction ပြောင်းလို့ရတယ်ကျွန်တော်တို့ angle ကိုပြောင်းလဲကျွန်တော်ပိုတိတာအောင် scale တွေနဲ့လေးထုတ်လိုက်ပါမယ်နော်အဲဆိုကျွန်တော်ကအခုပေါ်မှာ90 degree အသက်ထားမယ်ဆိုရင်ဒီလိုအပေါ်အောက်ဖြစ်မှာပါတကယ်လို့ကျွန်တော်က-180 ဒါမှမဟုတ်180 degree ထားမယ်ဆိုဒီလိုပေးချင်ဖြစ်မှာပါနော်ဒါတော့ကိုကြိုက်တဲ့ပုံစံအတိုင်းထားပါပြီးပြီဆိုရင်ကျွန်တော်ဒီ scale ကိုတင်လိုက်မယ်ဆိုရင်ဒီ blend ပို့ဖြစ်သွားမှာပေါ့ gradient အရောင်တစ်ခုပါOkay ပြီးသွားပြီဆိုရင် okay ကိုနှိပ်ပါဒါကျွန်တော်တို့ရဲ့ background ရပါပြီပြီးသွားပြီဆိုတော့ကျွန်တော် background layer ကို lock ခဏလုပ်ထားပါမယ်မတော်တဆမထိမိအောင်ပါပြီးပြီဆိုရင်ကျွန်တော်ဒီအောက်က stage လုပ်ပါမယ်ကျွန်တော်ဒီဘက်ကဘယ်ဘက်ကတူပါမှာ ellipse 2ကိုပါမယ်နော်တခါကြိုင်ကို rectangle 2ဖြစ်နေတယ်ဒါမှမဟုတ်တခြားအရင်တော့တခြားတူတွေရွေးထားမယ်ဆိုရင်တခြားတူတွေဖြစ်နေတယ်နော်ဒါလေးကို select လုပ်ထားပါလုပ်ထားပြီးတော့မှ ellipse 2ကိုရွေးပါရွေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီအောက်မှာ stage လေးဆွဲလို့ရပြီ stage ဆွဲဖို့အတွက်ကျွန်တော်တို့ပထမဦးတော့ဒီလိုမျိုးလေးဆွဲလိုက်ပါမယ်ဒီနှစ်ချက်လေးရဲ့အောက်မှာရှိရပါမယ်နော် stage ကသွားပြီဆိုရင်ဒီ stage လေးကို double click ထောက်သွားပြီဆိုရင် gradient ကိုနှိပ်ပါနော်ဆောင်းလာလို့ gradient လုပ်ဖို့ပါပြီးပြီဆိုရင်ကျွန်တော်တို့ဒါလေးကိုအရောင်နည်းနည်းလေးထပ်ပြောင်းပါမယ်Okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီတခြား canvas ရဲ့တခြားတနေရာမှာ click ထောက်လိုက်ပါလို့ဆိုတော့ဒီ ellipse ကိုselect မဖြစ်နေအောင်ပေါ့နော် click ထောက်မယ်ထောက်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ rectangle 2ကိုရွေးမယ်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ alt key နဲ့ဒီ mouse wheel တွေနဲ့ကျွန်တော် zoom in လုပ်သွားပြီဆိုရင်ဒီမှာ rectangle တွေဆွဲမယ် Okay ကျွန်တော်ပထမဆွဲလိုက်တဲ့စဝိုင်းရဲ့ထောက်တွေနဲ့ညှိအောင်ဆွဲပါနော်ပြီးသွားပြီဆိုရင်ဒီ rectangle ကိုစဝိုင်းရဲ့အနောက်ကိုပို့မယ်ပို့သွားပြီဆိုရင်ကျွန်တော်တို့ V နဲ့ selection 2ကိုပြန်ရွေးသွားပြီဆိုရင်အပေါ်ဆုံးကစဝိုင်းကိုကျွန်တော်တို့keyboard မှာ alt key နှိပ်ထားပြီးတော့ဆွဲချလိုက်ပါဆွဲချလိုက်ပြီဆိုတော့ကျွန်တော်တို့ copy ရပါပြီเนาะချပြီဆိုရင်ဒီကျွန်တော်နောက်ဆုံးလိုက်တဲ့ software ကကြတော့အားလုံးရဲ့အောက်မှာရှိနေရပါမယ် rectangle ရဲ့အောက်မှာရှိနေရပါမယ် Okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ3ခုလုံးကိုဒီ rectangle ရောအပေါ်အောက် software တွေရောအားလုံး3ခုလုံးပေါင်းဝိုင်း control G နှိပ်လိုက်ပါเนาะ control G နှိပ်ပြီးသွားပြီဆိုတော့ကျွန်တော် group တစ်ခုလည်းလုပ်လိုက်တာပါလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ကဒီအောက်က rectangle ဒီအောက်က software ကိုနှစ်ခုလုံးထပ်ပြီးတော့ control လုပ်ပြီး select လုပ်ဝိုင်း control E နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ဒါတူက shape တစ်ခုလည်းဖြစ်သွားပြီเนาะဖြစ်သွားပြီဆိုတော့ကျွန်တော်ဒါကို double click ထောက်မယ်
ထောက်ပြီးသွားရင်ဆောင်းလာလိုမျိုးပဲ gradient overlay နဲ့တွားပြီးတော့ကျွန်တော် gradient ထည့်ပါမယ်ဒီမှာကိုကအရောင်ပြောင်းချင်းပြောင်းလို့ရပါတယ်ကျွန်တော်တော့မပြောင်းတော့ပါဘူး okay ပြီးသွားပြီဆိုရင်ကျွန်တော်ထပ်ပြီးတော့ stage ကိုနောက်တစ်ဆင့်လောက်လုပ်ပါမယ်နော်နောက်တစ်ဆင့်လုပ်ဖို့အတွက်ကျွန်တော်တို့ဆောင်းလာ crew လုပ်သွားပြီဆိုတော့ဒီ crew ကိုထပ်ပြီး select လုပ် control J နေပြီးတော့ crew ကိုduplicate လုပ်လိုက်ပါ crew နှစ်ခုလုံး select လုပ်လိုက်ပါ control D နေပါနေပြီးသွားပြီဆိုရင် keyboard မှာ shift ကိုနှိပ်ထားပြီးတော့ဒီလိုနည်းလေးတင်လိုက်ပါ okay shift နှိပ်ထားလို့ဆိုတော့ဒီလိုမျိုးuniform scale ဖြစ်အောင်ပါပေါ့နော်ကျွန်တော် shift ကိုနှိပ်ထားပါနည်းနည်းချင်းရှင်းလဲဆိုရင်ကျွန်တော် alt key ကိုနှိပ်ပြီးတော့alt key နဲ့ shift နဲ့နှိပ်ပြီးတော့ပြီးလို့ကျင်ပါမယ် okay ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်က group တစ်ခုပဲ select လုပ် set လုပ်တော့ control D ပြန်နှိပ်မယ်နေပြီးသွားပြီဆိုကျွန်တော်အောက်ကိုဆွဲချမယ်နော်အောက်ကိုဆွဲချဝိုင်းဒီကောင်ကို sorry နည်းနည်းကြည့်အောင်လုပ်လိုက်ပါကျွန်တော်ထားမျိုးလေးရမှာပေါ့နော်အခုဒီကောင်ကတိတ်ပြီးတော့ကြည့်လို့မကောင်းပါဘူးအဲ့တော့ကျွန်တော်အောက်ကဒီ stage ကို select လုပ်မယ် crew select လုပ်ထားရင်တော့ကျွန်တော်တို့ဒီလိုမျိုး select လုပ်လိုက်ရင်ကျွန်တော်တို့ crew တစ်ခုလုံး select ဖြစ်သွားပါဟုတ်လဲဆိုတော့ကျွန်တော်ဒီပေါ်မှာ crew လို့ရေးထားလို့ပါကျွန်တော်ကဒါကို layer လို့ရေးလိုက်မယ်ဆိုကျွန်တော်တို့ select လုပ်လိုက်ရင်ကျွန်တော်တို့ layer တစ်ခုချင်း select လုပ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီပေါ်က swine ကို select လုပ်မယ်လုပ်ပြီးသွားပြီဆိုရင် double click ထောက်ပြီးတော့ gradient color လေးပြန်ပြောင်းပါမယ် okay ဒါဆိုရင်တော့ကျွန်တော်ရဲ့ stage ရပါပြီเนาะနှစ်ချက်လည်းရပါပြီကျွန်တော် headphone လေးပေါ်နဲ့တင်မယ် okay ကျွန်တော်ဒီအောက်မှာ shadow ထည့်ချင်တယ်ဆိုလည်းရပါတယ်เนาะကျွန်တော် shadow ထည့်ဖို့အတွက်အရင်ဆုံးဒီကျွန်တော် stage နှစ်ခုလုံးလည်း select လုပ်ပြီးတော့ကျွန်တော်အပေါ်က lot လေးကိုနှိပ်ထားလိုက်ပါเนาะမတော်တဆမရွှေ့မိအောင်ပါပြီးသွားပြီဆိုရင်ကျွန်တော်တို့ shadow လုပ်ဖို့အတွက်တကူလုံးကြီးကတော့ brush tool ကိုရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ layer အသစ်လုပ်ပါเนาะဒီ layer ကနှစ်ချက်ရဲ့အောက်မှာရှိရပါမယ်เนาะဒီ layer လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ brush tool ကိုရွေးထားပြီး right click နှိပ်လိုက်ပါ right click နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ hardness ကို0ပြောင်းထားပါเนาะပြောင်းထားပြီးပြီဆိုရင်ကျွန်တော်တို့ဒီ foreground color ကိုအမဲအောင်ရွေးထားမယ်ရွေးထားပြီးရင်ကျွန်တော်တို့တစ်ချက် click လုပ်လိုက်ပါလုပ်ပြီးသွားပြီဆိုရင်အခုတော့မမြင်ရတာကျွန်တော်နှစ်ချက်နောက်ကိုရောက်နေလို့ပါเนาะ control D နှိပ်ပါနှိပ်ပြီးသွားပြီဆိုတော့ကျွန်တော် shift ကိုနှိပ်ထားပြီးเนาะဒီဘက်ရွှေ့ကြည့်ပါဒီမှာဆောင်းတော့ကျွန်တော်တို့ဆွဲလိုက်တဲ့အမဲအောင် brush လေးပေါ့เนาะokay ဒီအောက်နားလေးမှာတွတ်ထားပေးပါဒီတိုင်းကျွန်တော်တို့ fill လို့ selection 2ရွေးပြီးရင်ဒီ shadow ပြန်တော့ကျွန်တော်တို့ on နှိပ်ထားပြီးเนาะ copy ကူမယ်เนาะဒါမျိုးရပြီဆိုရင်ကျွန်တော်တော့နည်းနည်းလေးဖြော့ပါမယ်နှစ်ခုလုံး select လုပ်ဒီ blending mode ကို multiply ရွေးသွားပြီဆိုရင် opacity ကို short ပါကျွန်တော်ကကျွန်တော်30လောက်ထားတာပါเนาะokay ပြီးသွားပြီဆိုရင်ဒီ layer နှစ်ခုကိုလည်းခဏလော့လုပ်ထားမယ် okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအနောက်မှာနဲ့ဒီအလုံးလေးထည့်မှာပေါ့နော်ထည့်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးဒီ background layer ကိုလောခဏဖြစ်ပြီး select လုပ်သွားပြီဆိုဒီ background ရဲ့အပေါ်မှာကျွန်တော်တို့ layer အသစ်လုပ်မယ်လုပ်ဖို့အတွက်ဒီညာဘက်အောက်တော့က create new layer ကိုနေပြီးသွားပြီဆိုရင်ကျွန်တော်တို့က brush tool ပဲပြန်ရွေးမယ်ရွေးသွားပြီဆိုရင် hardness ကို 100% ပြောင်းပါကိုကတကယ်လို့ brush tool မသုံးချင်ဘူးကိုကဒီ ellipse သုံးချင်တယ်ဆိုလဲ ellipse tool သုံးလို့ရပါတယ်ကျွန်တော်တို့ဒီ ellipse tool နဲ့သုံးလို့ရပါတယ်เนาะ okay ကျွန်တော် ellipse tool နဲ့သုံးပြပါမယ် ellipse tool နဲ့သုံးမယ်ဆိုရင်ကျွန်တော်တို့ shift ကိုနှိပ်ထားပြီးတော့ဆွဲပါဟာဆိုရင်ကျွန်တော်တို့ဒီ swine ဝိုင်းလေးရပါပေါ့เนาะတကယ်လို့ shift ကိုကျွန်တော်မနှိပ်ထားဘူးဆိုရင်ဒါမျိုးဖြစ်နေမှာပါကျွန်တော် swine ရပြီဆိုရင်ကျွန်တော်တို့ fill color မှာဒါတော့ကိုကြိုက်တဲ့အရောင်ထားလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီအရောင် gradient ပြန်ပြောင်းမှာပေါ့เนาะကျွန်တော် stroke color ကိုကျွန်တော်နှမ်းထားတာပါတယ်เนาะ okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ ellipse ကို double click ထောက်ဝိုင်း gradient ကိုသွားသွားပြီဆိုရင်ဒီမှာကျွန်တော်တို့အရောင်ပြောင်းပါမယ် okay ပြီးရင်ကျွန်တော်ဒီ scale နဲ့နည်းနည်းလေးထပ်တစားလို့ရတယ် okay နေလိုက်ပါ okay ပြီးပြီဆိုရင်ကျွန်တော်တို့ဒါကိုထပ်ပြီးတော့ duplicate လုပ်မယ်လုပ်ဖို့အတွက် select လုပ် control J နေပါ control J နေပါရင် fill နဲ့ selection 2ကိုပြန်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့
ဒီမှာကိုကြိုက်တဲ့နေရာကိုရွှေ့ပါနော် size ပြောင်းတဲ့အချိန်ကျရင် shift ကိုမနှိပ်ထားမယ် shift ကိုနှိပ်ထားရင်ဒီလိုမျိုးဖြစ်သွားမှာပါနော်အဲ့တော့ဒီတိုင်းပဲ size ပြောင်းပါ control ကြီးမနှိပ်ဘဲနဲ့ကျွန်တော်တို့ဒီ object ပေါ်မှာ select လုပ် set လုပ်သွားရဆိုရင်ကျွန်တော်တို့ keyboard က alt ကိုနှိပ်ပြီးတော့ဒီလိုမျိုးဆွဲချလိုက်ရင်လည်းကျွန်တော်တို့ copy လုပ်လို့ရပါတယ်နော် okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာစာထည့်မယ်နော်စာထည့်ဖို့အတွက်text to ရွေးခြေပြီးသွားပြီဆိုရင်ကိုဒီမှာကိုကြိုက်တဲ့စာထည့်လို့ရပါတယ်ကျွန်တော်တို့ဒီမှာ beat ဆိုပြီးတော့ရေးပါမယ်ဒီ font ကကြတော့ကိုကြိုက်တဲ့ font ရွေးလို့ရပါတယ်နော်ကျွန်တော်တော့default လာတဲ့ font နဲ့ပဲသုံးပါမယ် font ရွေးတာ design မှာအရင်ရေးကြည့်ပါတယ်နော်ကိုရဲ့ design နဲ့လိုက်တဲ့ font ရွေးပါရွေးသွားပြီဆိုရင်ကျွန်တော်တို့ဒီ font color ကိုဖြူအောင်ပြောင်းပါမယ်ပြောင်းဖို့အတွက်ကျွန်တော်တို့ဒီ character 2က character ကိုသွားသွားပြီဆိုရင်ဒီမှာ color မှာဖြူအောင်ပြောင်းလိုက်ပါနော် okay ပြောင်းသွားပြီဆိုရင်ဒါကိုကျွန်တော်နည်းနည်းလေးချဲပါမယ်စာလုံးလေးကိုချဲဖို့အတွက်ဆောင်း character ကိုပဲပြန်သွားပြီဆိုရင်ဒီမှာဒီ value လေးကိုကျွန်တော်တို့တင်လိုက်ပါကျွန်တော်တို့ဒီ center မှာ align လုပ်ဖို့အတွက်အပေါ်က align 2ရှိပါတယ်နော်ဒါကိုကျွန်တော်တို့ select လုပ်သွားပြီဆိုဒီ dot 3ခုလေးကိုနှိပ်ပါနေပြီးသွားပြီဆိုရင်ဒီမှာ canvas ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီ canvas အတိုင်းဒီ document တစ်ခုလုံးအတိုင်းကျွန်တော်တို့ဒီ center လုပ်လို့ရပြီပေါ့နော် okay ဒီအပေါ်နားလေးမှာထားမယ်ထားသွားပြီဆိုရင်ကျွန်တော်နည်းလေးအောင်ရွှေ့မယ်ရွှေ့သွားရင်ကျွန်တော်ကဒီ B ဆိုတဲ့စလုံးလေးကိုဒီ headphone ရဲ့နောက်မှာထားမယ်ထားဖို့အတွက်ကျွန်တော်ဒီစီလေးရမှာ B ကို headphone ရဲ့နောက်ကိုရွှေ့လိုက်ပါရွှေ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာ share လေးပေါ့နော် headphone ရဲ့အရေးလေးဒီစာပေါ်မှာကြာနေတဲ့ပုံနဲ့လုပ်ချင်တယ်ဆိုရင်ကျွန်တော်ကဒီ B layer အပေါ်မှာ layer အသစ်တစ်ခုလုပ်လိုက်ပါလုပ်ပြီးသွားပြီဆိုရင် brush 2ကိုရွှေ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ hardness ကို0တွက်ထားပါထားသွားပြီဆိုရင် foreground color ကိုအမဲအောင်ထားသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုအမဲအောင်လေးတန်းလေးဆွဲလိုက်ပါတကယ်လို့အရင်ကိုယ့်ရဲ့ brush ကအရင်ကြီးနေဆိုရင် control C ပြန်နေသွားပြီဆိုကျွန်တော်တို့ဒီ hardness ကိုနည်းနည်းလေးပြန်တိုးလိုက်ပါနော် okay ကျွန်တော်ဆိုရင်အဆင်ပြေပါဆွဲလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီအောက်မှာပါเนาะကျွန်တော်တို့ brush တွေကမြင်နေရမှာပါအဲ့တော့ကျွန်တော်တို့ဒီစာလုံးပေါ်မှာပဲမြင်နေအောင်ဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်တို့ clipping mask လုပ်အောင်မယ်လုပ်ဖို့အတွက် share layer အပေါ်မှာရှိရပါမယ်เนาะ text layer အောက်မှာရှိရမယ်ပြီးတော့ဒီ layer နှစ်ခုကြားတဲ့တော့ကျွန်တော်တို့က alt key ကိုနှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်ဒီလိုမျိုး down arrow လေးနဲ့ပေါ်လာမယ်နှိပ်လိုက်မယ်ဆိုကျွန်တော်တို့ဆောင်းလိုက်တဲ့ဆွဲလိုက်တဲ့ brush ကဒီ B ဆိုတဲ့စလုံးပေါ်မှာပဲပေါ်မှာပါအပြင်မှာမပေါ်တော့ပါဘူးเนาะကျွန်တော်ဒီမှာဆက်ပြပါမယ် okay ဒါဆိုရင်ဒီမှာအရေးလေးမြင်ရပါပြီเนาะပြီးပြီဆိုရင်ကျွန်တော်တို့ဒီ B ဆိုတဲ့စလုံးထပ်ပြီးတော့ control J နဲ့ copy ကူးမယ် copy ကူးသွားပြီဆိုရင်ကျွန်တော်တို့အောက်ကိုနည်းလေးရှင်းမယ်เนาะ okay ကျွန်တော်အောက်ကိုနှိပ်ထားပြီးတော့ copy ကူးပါကျွန်တော်ဒီတက်တဲ့အောက်ကိုဆွဲဖို့အတွက် shift ကိုနှိပ်ထားပြီပါเนาะ shift ကိုနှိပ်ထားပြီးကျွန်တော်တက်တဲ့အောက်ကိုဆွဲလာလို့ရတယ် okay ပြီးပြီဆိုရင်ကျွန်တော်တို့ဒီအောက်ကဒီစာလေးကြောင့် select လုပ်သွားပြီဆိုရင်ကျွန်တော်တို့ control G နဲ့ခုတစ်ခုလည်းလုပ်လိုက်ပါလုပ်သွားပြီဆိုရင် double click ထောက်ပြီးသွားပြီဆိုကျွန်တော်တို့ကဒီ stroke လေးပဲထားချင်တယ်เนาะ stroke လေးပဲထားချင်တဲ့အတွက်ကျွန်တော်တို့ကဒီ fill opacity မှာကျွန်တော် blending option မှာဒီ fill opacity ကို 0 ထားလိုက်ပါဒါဆိုအားလုံးပြောက်သွားပြီပြောက်သွားပြီဆိုရင်ကျွန်တော်တို့ကဒီ stroke ကိုသွားပြီဆိုရင် position မှာကျွန်တော်တို့ inside ထားလို့ရတယ်ဒါမှမဟုတ်ကျွန်တော် center ထားလို့ရတယ်เนาะကျွန်တော်တော့ inside ပို့ပြီးတော့သဘောကျပါတယ်ပြောပြီဆိုရင် size ကိုကျွန်တော်2လောက်ထားတာပါတယ်เนาะ2 pixel လောက်ထားရတယ်ထားပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ stroke လေးနဲ့ပဲမြင်ရမယ်เนาะစာရုပ်ဒီ stroke မှာပဲဒီမှာ fill type မှာ gradient ကိုကြည့်ပါရွှေ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ gradient အရောင်ပြောင်းလို့ရပါတယ်เนาะကျွန်တော်ဒီအောက်ကအရောင်ပဲ sample ယူပါမယ် okay ဒီတော့အရောင်ကိုယ်တကယ်လို့တခြားအရောင်တွေသုံးချင်တယ်ဆိုလည်းရပါတယ် okay နေပါ okay ပြီးသွားပြီဆိုရင်ကျွန်တော်ဒီဖေးသားလေးမှာဒီအပေါ်မှာကို client ရဲ့ logo ထည့်ချင်တယ်ဆိုထည့်လို့ရပါတယ်เนาะကျွန်တော်ဒီမှာ logo ဆိုပြီးတော့စာလေးရေးပေးပါမယ် okay ဖေးပေါ်မှာဒါကိုရဲ့ client ရဲ့ logo လေးပေါ့
ဒီအောက်မှာလည်းကျွန်တော်တို့ product နဲ့ပတ်သက်တဲ့ information တွေထည့်လို့ရတယ် text box တခုဆွဲလိုက်မယ်ဒီစာအုပ်ကြောင့်ကျွန်တော်ငကူအတိုင်း0ပြန်သွားအောင်နော်စလုံးလေးမချဲတော့ပါဘူးဒီမှာ information တွေထည့်လို့ရတယ်เนาะကျွန်တော်စာလေးပဲဒီမှာထည့်ပြပေးထားတယ် sorry ဒီ query နဲ့ query နဲ့ကျွန်တော် control D နဲ့ရပါเนาะ control D နေပြီเนาะကျွန်တော် on နေထားပြီးဒါကို size လုပ်တာပါ okayပြီးပြီဆိုရင်ဒီမှာကိုက social media icon တွေပဲထည့်ရှင်ဆိုထည့်လို့ရပါတယ်ကျွန်တော် icon တွေ PNG ထောင်လုပ်ထားရှိပါတယ်အဲ့ဒါကိုကျွန်တော် file ပထမလိုပဲ place embedded ကိုနေပါပြီဆိုရင်ဒီ icon လေးကျွန်တော်ထည့်မယ် okay ကျွန်တော်ဒီဘက်ထောက်က3ခုပဲသုံးမယ်နော်အားလုံးမသုံးအဲ့တော့ကျွန်တော်ထောက်အရင်ဆုံးအဖြူအောင်ဖြောင်းလုပ်ပါမယ်အဖြူအောင်ဖြောင်းလုပ်ဖို့အတွက်ဒီ icon တွေကတစ်ခုလုံး တစ်ဘက် click ထောက် select လုပ်ပြီးတစ်ဘက် click ထောက် white ကို color overlay ကိုနှိပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့အဖြူအောင်ကိုရွေးပါနော် opacity ကို 100% ထားတာပါ okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ icon 3ခုထဲသုံးပါဆိုတဲ့အတွက်ကျွန်တော်ဒီ icon 3ခုထဲကိုပဲကျွန်တော်ပေါ်အောင်လုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီselection marquee 2ကိုတွားမယ်marquee 2တွားသွားပြီဆိုရင်ဒီ3ခုထဲကိုကျွန်တော် select လုပ်မယ်လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ကဒီအောက်မှာဒီဘက်ညဘက်ထောက်အောက်မှာကျွန်တော်တို့ add layer mask ဆိုတာဟာနေလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီ3ခုပဲမြင်ရမယ်ကျန်တဲ့ဟာတွေကို mask အနောက်မှာကွဲသွားမှာပါနော်ပြီးသွားပြီဆိုရင်ကျွန်တော် selection 2ကိုရွေး control D နဲ့ control D နဲ့နေပြီးသွားပြီဆိုရင်ကျွန်တော်တို့ size resize ပြန်လုပ်လို့ရမယ် okay ဒါတော့ social media icon ပေါ့နော် okay ပြီးပြီဆိုရင်ကျွန်တော်တို့ canvas ရဲ့အလယ်မှာ align လုပ်လို့ရတယ်ဒီဘက်မှာစာရေးပိုင်းထည့်ရှင်လဲဆိုလဲကျွန်တော်တို့ vertical text တွေပိုင်းထည့်လို့ရတယ်နော် vertical text ထည့်ဖို့အတွက်ဒီမှာ text 2ကိုပဲကျွန်တော်တို့ right click ထောက်လိုက်ပါနော် right click ထောက်သွားရင် vertical type 2ဆိုပြီးပေါ်လာပါမယ်ဒီမှာကျွန်တော်တို့ vertical type 2ကကျွန်တော်တို့အပေါ်အောက် vertical ပေါ့နော်ဒီမှာဒါ sample စာလေးပါနော် okay ကျွန်တော်တို့မပြောင်းတော့ပါဘူး sample စာအတိုင်းပဲထားပါမယ်ဒီမှာထားပြီနော်line လုပ်မယ်နည်းနည်းလေးဟိုဘက်ဖယ်နေညာနဲ့ဖယ်နေဖြစ်သွားအောင် okay ကိုကဒီမှာ press တွေလိုက်ထည့်ရှင်လဲဆိုလဲထည့်လို့ရတယ်ဒါမှမဟုတ်ကိုကဒီမှာတခြားအယောင်တွေဒီတစ်ချက်ကတခြားအယောင်တွေရှိရဆိုရင်လည်းကျွန်တော်တို့ဒီမှာအယောင်တွေ indicate လုပ်လို့ရအောင်ဒီကျွန်တော်တို့ဒီ ellipse tool ကိုလာမယ်လာလို့ပြီဆိုတော့ကျွန်တော်တို့အဝိုင်းလေးတစ်ဝိုင်းဆွဲမယ်okay အဖြူရောတစ်ခုထားမယ်ဥပမာပေါ့နော်ဒီမှာအရောင်3ခုလုံးကျွန်တော်တို့ shift နှိပ်ထားပြီး select လုပ် control D နှိပ်သွားပြီဆိုရင်ကျွန်တော်တို့နည်းနည်းလေး size ပေးမယ် okay ဒီဆိုရင်ကျွန်တော်တို့ text 2ကိုပြန်ရွေး horizontal text 2ကိုပြန်ရွေးပါokay ကျွန်တော်စာမမြင်ရတာကျွန်တော်ဒီ stage ရဲ့အောက်ကိုရောက်နေလို့ပေါ့နော်ကျွန်တော်ဒီ type 2ကိုအပေါ်ဆုံးပြန်ရွှေ့မယ် okay available in 3 color ပေါ့နော်ကျွန်တော်တို့ဒီစုံဝိုင်း3ခုလုံးဒီခြားထဲက space လေးညီအောင်3ခုလုံး select လုပ်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီဟာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ space 3ခုလုံးညီသွားမှာပါနော် okay ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ available in ကိုလည်း select လုပ် shift နှိပ်ထားပြီးတော့စုံဝိုင်း3ခုလုံး select လုပ်တော့ control G နှိပ်ပြီးတော့ group လုပ်လိုက်ပါ control D နှိပ်သွားပြီဆိုရင်ကျွန်တော်တို့အလဲကိုရွှေ့လိုက်ပါ group ကို select လုပ်ထားပြီးတော့ဒီ layer မှာ group ကိုလုပ်လိုက်ပါဟာဆိုရင်ကျွန်တော်တို့ဒီ vertical align လုပ်တဲ့အခါမှာကျွန်တော်တို့က layer တစ်ခုချင်းမဟုတ်ပဲဒီ group တစ်ခုလုံးကိုသူက canvas နဲ့ align လုပ်ပေးပါလိမ့်မယ်နော် okay ဒီကျွန်တော် size 7နဲ့ပြန်ပြောင်းပါမယ် okay ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ space 3ခုလုံးကို select လုပ်ထားပြီးတော့ select 3ခုလုံး select လုပ်တော့ကျွန်တော်တို့ဒီ space 3ခုလုံးညီသွားမှာပါနော် okay ပြီးပြီဆိုရင်ကျွန်တော် size 7နဲ့ပြန်ပြောင်းပါမယ် okay ဒီကျွန်တော် size 7နဲ့ပြန်ပြောင်းပါမယ် okay ပြီးပြီဆိုရင်ကျွန်တော်
Okay ဒါဆိုရင်တော့ကျွန်တော်တို့ design လေးပြီးပါပြီเนาะဒါတော့ beginner တွေအတွက်ပါအရင်လွယ်ပါတယ်ကျွန်တော်ဒီမှာ effect တွေခက်အများကြီးဘာမှသုံးထားမှာမရှိပါဘူးတကယ်လို့ဒီ video ကကိုယ့်အတွက်အထောက်အကူဖြစ်တဲ့ကိုတစ်ခုခုသင်လိုက်ရတယ်ဆိုရင်တခြားလူတွေပါသင်ယူလို့ရအောင် share ပေးပါ